ကျွန်တော်အပွားလေးလို့ကျွန်တော်ဗျာ ဘာရှင် အပွားလေး ရှင်နော်ရှင်ကျွန်တော်ဘယ်လာပြောနေ အပွားလို့ရှင်လို့တော့ပဲကြာကျွန်တော်ပြင်မယ် ရှင်ပြောလိုက်ခဲ့ပါလား ဟဲ့ဒီစက်ဆန်တော့ဘာဖြစ်နေရလဲဘာပြောနေရဘာလို့ချင်တာအပွားလေး အာဘွားဟဲ့လားဒီမှာပါတယ်တွေ့လားဒီဓမ္မကိုတေချာကြီးခေါင်းလိုက်ပါချွတ်ဖြစ်သွားမယ်ဘာအောင်မဲလဲ ဘာလဲလို့ဆလျှော့ပါအန်ဒီရဲ့ ဘာပြောလို့လဲလို့ သူပြောတယ်လေအာဘွားဆိုတာဟိုးတလောမှာရောင်းအောင်ကောင်းလုံးလို့ဖြစ်စည်းပြတ်သွားတယ်အာဘွားပေါင်းသက်စေကိုပြောနေတာအန်ဒီရဲ့အာနာဆလျှော့နော် ဟဲ့နင်တို့တွေ့နင်အရောက်ထောင်အားလားဟမ်အာနာစရာကြီးတူ သူအဘောလို့သိမှမသိအောင် အဲ့ဒီတယောက်တော့လေးတော့ဘာမနေသွားယူပေးလိုက်အာနာစရာသွားဆို မရှင်ဟိုလေ तू ပြောရဲ့အာဘွားပေါင်းသက်စီဆိုတာလေဟိုပေးခင်းနေမှာဖြစ်နေပေါင်းသက်စီကိုပြောရလား ဟုတ်တယ်သွားယူ ဟုတ်တယ်တဲ့သွားယူလိုက်တော့သွားညံ့သွားဆိုတော့ပြောပြီးသွားညံ့သွား